မိမိသွားတဲ့ဝမ်းမှာပေါ့နော်ကျွန်တော်အစီတွေဝေ့နေတယ်ဆိုရင်ဒါကကျွန်တော်ခန္ဓာဝမ်းနေပြီးတော့အစိတ်အသောက်တွေဖယ်ရှားနေရလားဒါမှမဟုတ်ကျွန်တော်ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအခြေအနေတခုကြောင့်မလို့ဒီလိုမျိုးဖြစ်တာလားစိုးရင်စရာလိုသလားဆိုတာနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုမှာအသေးစိတ်ပြောပြတော့မယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ကျွန်တော်ဒီဝမ်းထဲမှာအစီဝေ့တယ်ဆိုတာဘယ်လိုမျိုးပုံစံလဲကျွန်တော်သိဖို့လိုပါတယ်ကျွန်တော်ဝမ်းသွားတဲ့အခါမှာဆိုရင်ပေါ့နော်ကျွန်တော်ဒီဝမ်းကစီလေးဝင်းနေတာပေါ့နော်ဒါမှမဟုတ်ကျွန်တော်ဒီသွားတဲ့ကျွန်တော်ဒီမိန်လာခွက်ထဲမှာဆိုရင်လည်းကျွန်တော်အစီအဆက်အပြောက်တွေရှိနေရပါတော့ပြီးရင်သူကပုံမှန်ထက်အနံ့ပို့ပြီးတော့နန်နေပုံမှန်တဲ့အယောင်ဖြော့တာမျိုးရှိတတ်တယ်ပြီးတော့ကျွန်တော်ရေပေါ်မှာပေါ်လောပေါ်နေတာပေါ့နော်ရေလောင်းကခတ်တဲ့အခြေအနေမျိုးရှိတတ်ပါတယ်ရေပေါ်မှာပေါ်လောပေါ်တိုင်းကတော့ကျွန်တော်ဒီဝမ်းထဲမှာအစီပါတာကိုဆိုလိုတာမဟုတ်ပါဘူးကျွန်တော်တစ်ခါတလေပေါ့နော်ကျွန်တော်မစိုးရင်ရတဲ့အခြေအနေလေးတွေရှိပါတယ်ဥပမာအဖြစ်ကျွန်တော် gas များတဲ့ကျွန်တော်အစားအသောက်တွေစားတောက်မိရလို့ကျွန်တော်ဥပမာအဖြစ်ကိုလာပေါ့နော်ပြီးတော့ကျွန်တော်ကြက်သွန်နီလို့ပြီးတော့ fiber ဓာတ်ပါဝင်တဲ့ကျွန်တော်အသည့်အရွက်တွေပေါ့နော်fiber ဓာတ်ကကျွန်တော်ခန္ဓာကိုယ်ကနေပြီးတော့သူကခြေဖြတ်လို့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီဦးထဲမှာရှိတဲ့ပိုးမွားတွေကပေါ့နော်ကောင်းတဲ့ဒီပိုးမွားတွေကကျွန်တော်ဒီ fiber ဓာတ်ကိုတွားပြီးတော့ကျွန်တော်အချင်ဖောက်တယ်ကျွန်တော်စူးစမ်းပြီးတော့ခြေဖြတ်တာပေါ့နော်အဲ့လိုမျိုးရှိနေမှာဆိုရင်ကျွန်တော်ဒီ gas တွေကအများကြီးထုတ်လေရှိပါတယ်ပြီးတော့ကျွန်တော်လေတွေအများကြီးမျိုးမိတာလို့ပါလို့အဲ့လိုမျိုးအခြေအနေမှာဆိုရင်လည်းကျွန်တော်ဒီလိုမျိုးဝမ်းကပေါ့နော်ရေပေါ်မှာပေါ်လောပေါ်တဲ့လက္ခဏာတွေရှိပါတယ်ပြောချင်တာကကျွန်တော်ဝမ်းကရေပေါ်မှာပေါ်လောပေါ်တိုင်းလဲကျွန်တော်ဝမ်းထဲမှာအစီပါနေရမျိုးမဟုတ်ပါဘူးဒီတော့ဝမ်းထဲမှာကျွန်တော်ဒီလိုမျိုးအစီပါလာတာကကျွန်တော်အစီတွေဝင်းနေတာကကျွန်တော်ဘယ်လိုမျိုးအကြောင်းအကြောင်းမလို့ဖြစ်တာလဲပေါ့နော်ကျွန်တော်စိုးရင်ရသလားဆိုတာနဲ့ပတ်သက်ပြီးဆက်ကြည့်အောင်ကျွန်တော်အတူဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ဝမ်းထဲမှာအစီပါလာတဲ့အကြောင်းရင်းကကျွန်တော်ခန္ဓာကိုယ်ကနေပြီးတော့ဒီအစီတွေကိုခြေဖြတ်ပြီးတော့ဆုပ်ယူတဲ့လမ်းကြောင်းမှာတခုခုပြဿနာဖြစ်နေတယ်ဆိုတာကိုပြသနေရပါပုံမှန်အနေနဲ့ကျွန်တော်ယောဂအခြေအနေမရှိတဲ့လူတစ်ယောက်မှာသူ့ရဲ့ခန္ဓာကိုယ်ကနေပြီးတော့ကျွန်တော်ဒီစားသုံးလိုက်တဲ့အစီတွေပေါ့နော်အစီဓာတ်တွေကိုဘယ်လိုမျိုးခြေဖြတ်ပြီးတော့ဆုပ်ယူတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်ဆုံးကြည့်ရအောင်ဒီအစီဓာတ်တွေကိုခြေဖြတ်ပြီးတော့ဆုပ်ယူတဲ့အချိန်မှာကျွန်တော်ခန္ဓာကိုယ်ကနေပြီးတော့အဓိကပါဝင်တဲ့ခန္ဓာကိုယ်ကိုယ်ဝင်ကအစိတ်ပိုင်း၄ခုရှိတယ်အဲ့ဒါကတော့နံပါတ်1အသည်းနံပါတ်2ကတော့ဒီ gallbladder လို့ခေါ်တဲ့ကျွန်တော်သဲချေအိတ်ပေါ့နော်ပြီးတော့ကျွန်တော်pancreas လို့ခေါ်တဲ့ဒီမုန်းကြိုအိတ်ရဲ့နောက်ဆုံးကျွန်တော် duodenum လို့ခေါ်တဲ့ဒီအစာရင်းတွေထွက်ခါစားလေးပေါ့နော်ဒီဦးရဲ့အစိတ်ပိုင်းပေါ့နော်ကျွန်တော်ဦးသိမ်ဦးလို့ခေါ်တာပေါ့နော်အဓိကဒီ၄ခုနဲ့ကျွန်တော်ဒီအစီတွေကိုခြေဖြတ်ဆုပ်ယူတာပါကျွန်တော်ဒီအသည်းကနေပြီးတော့ကျွန်တော်သဲချေရည်လေးထုတ်ပါတယ်အဲ့ဒီသဲချေရည်တွေကိုစုဆောင်းဖို့အတွက်ဒီ gallbladder လို့ခေါ်တဲ့ဒီသဲချေအိတ်ထဲမှာစုဆောင်းထားပါတယ်အကယ်၍ကျွန်တော်အစားအသောက်တွေစားတဲ့အခါမှာကျွန်တော်အစီတွေကိုခြေဖြတ်ဖို့လိုတဲ့အချိန်မှာဆိုရင်ဒီ gallbladder ကနေပြီးတော့ကျွန်တော်သဲချေရည်တွေထုတ်ပါတယ်အဲ့ဒီအချိန်မှာလည်းကျွန်တော်ဒီ pancreas လို့ခေါ်တဲ့ဒီမုန်းကြိုအိတ်ကနေပြီးတော့ပေါ့နော်သူကလည်းအတူတူဒီစီတွေကိုခြေဖြတ်ဖို့အတွက်ကျွန်တော်တို့ enzyme တွေထုတ်ပါတယ်။တဲချေရည်နဲ့ဒီ pancreas ကထုတ်တဲ့ enzyme တွေကဒီအဆီတွေကိုကျွန်တော်တို့ဆုပ်ယူဖို့ခန္ဓာကိုယ်ကနေပြီးတော့ဆုပ်ယူလို့ရတဲ့ကျွန်တော်တို့အခြေအနေမျိုးဖြစ်အောင်သူတို့ကခြေဖြတ်တာပေါ့နော်။နောက်ဆုံးခြေဖြတ်ပြီးတဲ့အဆီတွေကိုတော့ကျွန်တော်တို့ဒီ duodenum လို့ခေါ်တဲ့ဒီဥသိမ်ဦးရဲ့ဥနေရန်နေပြီးတော့ကျွန်တော်တို့ခန္ဓာကိုယ်အတွင်းကိုကျွန်တော်ဆုပ်ယူလိုက်တာပေါ့နော်။ဒီတော့ဒါကတော့ကျွန်တော်ပုံမှန်လူတစ်ယောက်ရဲ့ကျွန်တော်အဆီကိုခြေဖြတ်ပြီးတော့ဆုပ်ယူတဲ့စနစ်ပေါ့နော်။အဲ့ဒါဆိုရင်တော့ကျွန်တော်တို့လွယ်လွယ်လေးနဲ့ရှင်းရှင်းလေးတူးလိုက်မယ်ဆိုရင်တော့ဒီအဆီတွေကိုခြေဖြတ်ပြီးတော့ဆုပ်ယူတဲ့ဒီကိုယ်ရင်းကအစိတ်ပိုင်း၄ခုကပြဿနာဖြစ်တယ်ဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ကနေပြီးတော့အစီတွေကောင်းကောင်းမစုံနိုင်ဘဲနဲ့ကျွန်တော်ဝမ်းထဲမှာအစီပါလာတဲ့လက္ခဏာဖြစ်လာတာပေါ့နော်ဒီတော့ဘယ်လိုမျိုးယောဂတွေကဒီလိုမျိုးအခြေအနေကိုဖြစ်စေနိုင်ရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ကြည့်အောင်ပထမအဆုံးကျွန်တော်ခုနပြောလို့ပဲအသည်းပေါ့နော်အသည်းနဲ့ကျွန်တော်ဒီတဲချေအိတ်မှာပြဿနာဖြစ်တာပေါ့နော်အကယ်၍အသည်းရောင်တာအသည်း6တာပေါ့နော်ကျွန်တော်အရက်ကိုကြာရှည်စွာနဲ့ကျွန်တော်အလွန်ကျူးတောက်တဲ့လူတွေမှာဆိုရင်ကျွန်တော်အသည်း6တာဖြစ်တတ်တယ်ပြီးတော့ကျွန်တော် B ဘိုး C ဘိုးကြောင့်မလို့ဒီအသည်းမှာသွားပြီးတော့ပြဿနာဖြစ်ပြီးတော့အသည်း6တာလည်းဖြစ်စေနိုင်ပါတယ်ပြီးတော့အသည်းကင်ဆာလည်းဖြစ်နိုင်အောင်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ဒီတဲချေအိတ်ပေါ့နော်တဲချေအိတ်မှာကျွန်တော်ဒီ gallstone လို့ခေါ်တဲ့ကျွန်တော်ဒီမျိုးကြောက်တဲ့တာမျိုးဖြစ်နိုင်အောင်ပေါ့နော်ဒီကြောက်ကနေပြီးတော့ကျွန်တော်ဒီတဲချေသွားတဲ့လမ်းကြောင်းပေါ့နော်တဲချေလေးသွားတဲ့လမ်းကြောင်းမှာတနေရာမှာကျွန်တော်ပိတ်ဆို့မိတဲ့အခါမျိုးမှာဆိုရင်လည်းကျွန်တော်ပြဿနာဖြစ်တတ်တယ်ပြီးတော့နောက်ဆုံးကျွန်တော်ဒီတဲချေအိတ်ကိုဖယ်ထုတ်ဖြတ်ထုတ်ရတဲ့ကျွန်တော်အခြေအနေမျိုးတွေရှိတတ်ပါတယ်ဥပမာအဖြစ်ခုနပြောသလိုကြောက်တဲ့တာပြီးတော့တဲချေအိတ်ကကျွန်တော်ပိုးဝင်ပြီးတော့အရန်ရောင်ရမ်းတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်ဒီတဲချေအိတ်ကိုဖြတ်ပြီးတော့ဖယ်ထုတ်ရတဲ့အခြေအနေမျိုးရှိတတ်ပါတယ်အဲ့လိုမျိုးအသည်းမှာပြဿနာဖြစ်ရင်ဒီတဲချေမှာပြဿနာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ခုနပြောသလိုဝမ်းထဲမှာအစီဝေးရတာဖြစ်စေနိုင်တယ်ပေါ့နော်နောက်တော့နံပါတ်3ကတော့ကျွန်တော်ခုနပြောတဲ့ဒီမုန်းကြိုအိတ်ပဲမုန်းကြိုအိတ်လည်းအဲ့လိုပဲသူကကြောက်တဲ့ရလို့ပြီးတော့မုန်းကြိုအိတ်ရောင်ရမ်းတာပေါ့နော်မုန်းကြိုအိတ်ရောင်တာကျွန်တော်ဘယ်လိုမျိုးအခြေအနေမှာဖြစ်နိုင်လဲဆိုတော့ကျွန်တော်ပထမဆုံးကျွန်တော်အရက်တောက်တဲ့လူမှာပေါ့နော်ပြီးတော့ကျွန်တော်အစားအသောက်တွေကိုပေါ့နော်ဥပမာ buffet hot pot လိုမျိုးသွားစားရမျိုးအစားအသောက်တွေကိုကျွန်တော်အလွန်အကျူးပေါ့နော်ငင်းကန်ပြီးစားပြီးတော့ကျွန်တော်ပြီးတော့အရက်ကလည်းထက်တောက်သေးတယ်ဆိုရင်အဲ့လိုမျိုးအခြေအနေမှာဆိုရင်ဒီမုန်းကြိုအိတ်ကကျွန်တော်ရောင်ဖို့ရာခိုင်နှုန်းကများပါတယ်အဲ့လိုမျိုးမုန်းကြိုအိတ်ကရောင်တာလို့ကြောက်တဲ့ရလို့ပြီးတော့မုန်းကြိုအိတ်ကကင်ဆာဖြစ်တဲ့အခြေအနေမျိုးမှာဆိုရင်လည်းမုန်းကြိုအိတ်ကနေပြီးတော့ဒီအဆီတွေကိုခြေဖြတ်ဖို့အတွက်enzyme တွေကိုကောင်းမထုတ်နိုင်တော့တဲ့အတွက်ကျွန်တော်တို့ခုနပြောသလိုဒီ1ထဲကနေပြီးတော့အဆီတွေပါလာတဲ့လက္ခဏာမျိုးဖြစ်တတ်တာပေါ့နော်ဒီကိုရင်က3ခုပေါ့နော်ကျွန်တော်ဒီအသည်းရဲ့
ဒီတဲချေအေးရဲ့ပြီးတော့ကျွန်တော်မုံချိုအေးရဲ့ပေါ့နော်ဒီ3ခုကတော့ကျွန်တော်တို့သူတို့ကအစီကိုခြေဖျက်တဲ့နေရာမှာပါတာပေါ့နော်နောက်ဆုံးကျွန်တော်တို့ဦးသိန်းဦးမှာယောဂဖြစ်တယ်ဆိုရင်လည်းကျွန်တော်တို့အစီကိုမဆုပ်ယူနိုင်တဲ့အခြေအနေမျိုးဖြစ်တတ်တာပေါ့နော်ကျွန်တော်ဦးသိန်းဦးကိုဖျက်ထုတ်ရတဲ့အခြေအနေမျိုးရှိတယ်ပြီးတော့ကျွန်တော်ဒီဦးသိန်းဦးနဲ့ပျက်စီးတာပေါ့နော်ဘယ်လိုမျိုးအခြေအနေမှာဖြစ်နိုင်ရလဲဆိုတော့ကျွန်တော်ဒီ auto immune လို့ခေါ်တယ်ကျွန်တော်ခန္ဓာကိုယ်ကနေပြီးတော့မိမိရဲ့cells တွေကိုပြန်ပြီးတော့တိုက်ခိုက်တဲ့အခြေအနေမျိုးပါအဲ့လိုမျိုးအခြေအနေမှာဆိုရင်ကျွန်တော်ဒီဦးသိန်းဦးရဲ့နေကပျက်စီးတဲ့အခြေအနေမျိုးဖြစ်နိုင်ပါတယ်အဲ့လိုမျိုးအခြေအနေရတဲ့ဒီစင်ကျွန်တော်နောက်ဆက်တွဲကျွန်တော်အစီတွေကိုဆုပ်ယူတဲ့နေရာမှာပြဿနာဖြစ်တာပေါ့နော်ပြီးတော့တခြားအကြောင်းရင်းတွေကတော့ကျွန်တော်ဒီအစီချစိတ်တွေတောက်လာပြီးတော့ကျွန်တော်အစီရည်များတဲ့အစားအစာတွေကိုအလွန်ကျူးစားမိတဲ့အခြေအနေမျိုးမှာဆိုရင်လည်းကျွန်တော်ဒီဝမ်းထဲမှာအစီဝေးတဲ့လက္ခဏာတွေဖြစ်တတ်တာပေါ့နော်ဒီတော့ဝမ်းထဲမှာအစီဝေးရတော့ဟုတ်ပါပြီကျွန်တော်တို့ဘလို့အခြေအနေမျိုးမှာကျွန်တော်အရေးကြီးပြီးတော့ queue site တင်တယ်လဲပေါ့နော်ကျွန်တော်ဝမ်းထဲမှာအစီဝေးတာကျွန်တော်3ချိန်နဲ့အထက်ဖြစ်နေရဆိုရင်ကျွန်တော်သတိထားဖို့လိုရပါတယ်ပြီးတော့ကျွန်တော်ကို4ချိန်ကကျွန်တော်လေတိုအတွင်းမှာပေါ့နော်ကို4ချိန်အရန်ကျသွားလို့ပြီးတော့ရင်ပြည့်ရင်ကဲဖြစ်တာလို့ကျွန်တော်အစားတောက်ပြက်တာလို့ပြီးတော့ဝမ်းရောင်ဖြော့ပြီးတော့ပိုင်းတာကျွန်တော်အသားရည်တွေမျက်လုံးတွေဝါလာတာပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ခုနပြောတဲ့ဒီအသေးလို့ဒီတဲချေအိမ်မှာပြဿနာဖြစ်တဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ကျွန်တော်ဒီယောဂလက္ခဏာနဲ့အတူတူပါပဲကျွန်တော်အသားရည်တွေဝါလာတာမျက်လုံးတွေဒီမျက်ဖြူသားမှာဝါလာတာပေါ့နော်ပြီးတော့ကျွန်တော်ဝမ်းရောင်ဖြော့တာပြီးတော့ဘိုင်းနာတာရင်ပြည့်ရင်ကဲဖြစ်တာအစားတောက်ပြက်တာကို4ချိန်ကြာတာပေါ့နော်ကင်ဆာတွေပါဆိုရင်ကို4ချိန်ကြာတယ်ပေါ့နော်ဆာလက္ခဏာတွေရှိတယ်ဆိုရင်တော့ကျွန်တော်သတိထားဖို့လိုအပ်တာပေါ့နော်နောက်ဆုံးကျွန်တော်အစီကခန္ဓာကိုယ်အတွက်ဘာကြောင့်မလို့အရေးကြီးရလဲဆိုတော့ကျွန်တော်တို့ဗိုက်တာမင်စုပ်ယူတဲ့နေရာမှာသူကအရေးကြီးတယ်မရှိမဖြစ်လိုအပ်တာပေါ့နော်ကျွန်တော်ဗိုက်တာမင်လို့ခေါ်တယ်ကျွန်တော်တက်ဆောင်တက်ဆိုရင်ပေါ့နော်ကျွန်တော်အကြမ်းမြင့်ခွဲလိုက်မယ်ဆိုရင်2မျိုးရှိတယ်ကျွန်တော်ရေမှာပျော်ဝင်တဲ့ဗိုက်တာမင်နဲ့အစီမှာပျော်ဝင်တဲ့ဗိုက်တာမင်ဆိုပြီးတော့ခွဲခြားလို့ရပါတယ်ရေမှာပျော်ဝင်တာကတော့ကျွန်တော်ဗိုက်တာမင် B အုပ်စုနဲ့ဗိုက်တာမင် C ပါတယ်အစီမှာပျော်ဝင်တာကတော့ဒီမှာပြောထားသလိုကျွန်တော်ဗိုက်တာမင် A D E K အဲ့ဒီမျိုးပါတယ်ကဲကျွန်တော်ခုနအထက်ကပြောတဲ့ပြဿနာတွေကြောင့်လို့ကျွန်တော်အစီတွေကိုခန္ဓာကိုယ်ကနေပြီးတော့ဆုပ်ယူပြီးတော့မသုံးဆွဲနိုင်တဲ့အခါမှာဆိုရင်ကျွန်တော်အစီမှာပျော်ဝင်တဲ့ဒီဗိုက်တာမင်တွေကိုလည်းခန္ဓာကိုယ်ကနေပြီးတော့ကောင်းကောင်းဆုပ်ယူသုံးဆွဲမှုမလုပ်နိုင်တဲ့အခါမှာဆိုရင်ကျွန်တော်ဗိုက်တာမင်ချိုးတဲ့လက္ခဏာတွေဖြစ်တတ်တာပေါ့နော်ဗိုက်တာမင် A ချိုးတဲ့အချိန်မှာဆိုရင်ကျွန်တော်အလင်းရောင်နေတဲ့အချိန်မှာဒါမှမဟုတ်ကျွန်တော်ညမှာဆိုရင်ကျွန်တော်ကောင်းကောင်းမမြင်ရတဲ့အခြေအနေမျိုးဖြစ်တတ်ပါတယ်။ပုံမှန်အဖြစ်ကျွန်တော်အမောင်နဲ့အခန်းတစ်ခန်းနဲ့ဝင်လိုက်မယ်ဆိုရင်ကျွန်တော်အစပိုင်းကတော့ကျွန်တော်မောင်မေးဘာမှမမြင်ရဘူး။ဒါပေမဲ့ကျွန်တော်မိနစ်ပိုင်းအတွင်းမှာပဲကျွန်တော်မျက်လုံးကတဖြည်းဖြည်းနဲ့ပြန်ပြီးတော့မြင်လာနိုင်တာပေါ့နော်။အဲ့ဒီလိုမျိုးအခြေအနေမှာမျက်လုံးကအလုပ်ကောင်းကောင်းလုပ်ဖို့ဆိုရင်ဒီဗီတာမင် A ကကျွန်တော်မရှိမဖြစ်လိုရတဲ့အရာပါ။အဂိဗီတာမင် A ချိုးတဲ့ရင်တော့ကျွန်တော်ညမှာကောင်းကောင်းမမြင်ရမှာဖြစ်တတ်တာပေါ့နော်။နောက်တစ်ခုကတော့ကျွန်တော်ဒီအသားရည်6တွေ့ကျန်တဲ့လာပါပေါ့နော်။ဗီတာမင် A ချိုးတဲ့ရင်ကျွန်တော်ဒီမှာပုံမှာပြထားလိုမျိုးပေါ့နော်။ကျွန်တော်ဖပြုတ်လို့ကျွန်တော်အသားရည်မျိုးဖြစ်တတ်လာပါတယ်။ကျွန်တော် tough skin လို့ခေါ်တာပေါ့နော်။အဲ့မျိုးလက္ခဏာဖြစ်တတ်ပါတယ်။ဗီတာမင် D ချိုးတဲ့အခါမှာဆိုရင်တော့ကျွန်တော်အယိုးပွားတာကျွန်တော်အယိုးတွေအကျိုးတွေတဲ့လက္ခဏာတွေရှိတတ်ပါတယ်။ပြီးတော့ကျွန်တော်ဗီတာမင် E တွေချိုးတဲ့အခါမှာဆိုရင်တော့ကျွန်တော်ခြေလက်တွေထုံကျင်တာပေါ့နော်ကျွန်တော်အာရုံကြောအားနေတဲ့လက္ခဏာတွေရှိတတ်ပါတယ်ပြီးတော့ဗီတာမင် K ချိုးတဲ့အခါမှာဆိုရင်ကျွန်တော်ထိခိုက်ဒဏ်ရာရတဲ့အခါမှာဆိုရင်ကျွန်တော်သွေးထွက်လွယ်တယ်ဒါမှမဟုတ်သွေးထွက်ပြီးဆိုရင်ကျွန်တော်သွေးသိပ်ဖို့ခက်ခဲတဲ့အခြေအနေမျိုးရှိတတ်ပါတယ်ကျွန်တော်သွေးသိပ်တဲ့အချိန်ကြာတာပေါ့နော်စတဲ့ဒီလက္ခဏာတွေကတော့ကျွန်တော်ဒီအစီမရှိတဲ့အခါမှာအစီမှာပြောင်းနေတဲ့ဒီဗီတာမင်တွေချိုးတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ဒီတော့မိမိသွားတဲ့ဝမ်းကိုကျွန်တော်မကြကျွန်တော်သတိထားပြီးတော့ကြည့်တင်ပါတယ်ဒီဝမ်းအယောင်တွေအနံ့တွေပြီးတော့အနေထားတွေကကျွန်တော်ခါတိုင်းနဲ့မတူဘဲနဲ့ကျွန်တော်တမှုထူးခြားဖြစ်နေရပါကျွန်တော်အယောင်ဖြော့တာဖြစ်ဖြစ်ခုနပြောလိုမျိုးကျွန်တော်အစီဝေးနေရဖြစ်ဖြစ်အနံ့ကအရန်နံ့နေရဖြစ်ဖြစ်အဲ့ဒီမျိုးအခြေအနေမှာဆိုရင်တော့ကျွန်တော်ခန္ဓာကိုယ်တွင်းကကျွန်တော်ကိုယ်အင်္ဂါတွေကျန်းမာရေးပြဿနာတစ်ခုဖြစ်နိုင်တယ်ဆိုတာလေးကိုသတိထားစေချင်ပါတယ်